ထိုင်းစကားမတက်တဲ့ဘဝကနေထိုင်းနိုင်ငံကိုစားပြု Mr. Global Thailand 2026ဖြစ်လာတဲ့လီဆူတိုင်းရင်းသားလေးဇူလိုင်လ12ရက်နေ့က Mr. Global Thailand 2026ပြိုင်ပွဲကြီးမှာဝင်းနာဆုကြီးကိုရရှိသွားသူကတော့လီဆူတိုင်းရင်းသားလေးရာချာဖြစ်ပါတယ်။ရာချာကတော့ထိုင်းနိုင်ငံမှာနေထိုင်တဲ့လီဆူတိုင်းရင်းသားလေးဖြစ်ပြီးမွေးရဇာတိကတော့လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးဖွံ့ဖြိုးမှုနောက်ကျတဲ့ချင်းမိုင်ခရိုင်ချိုင်ပကန်းမြို့နယ်တွေကမဲထလုတ်ဆိုတဲ့တောင်ပေါ်ရွာလေးဖြစ်ပါတယ်။သူရဲ့မိဘတွေကတောင်ရလုပ်ငန်းတွေပဲအသက်မွေးကြပြီးတော့မိုးရသည်ဆိုရင်တောထဲမိုးရှာရောင်းရပါတယ်။ရာချာကငယ်စဉ်ကထိုင်းစကားလေးကောင်းကောင်းမတတ်ခဲ့သလိုအခြေအနေအမျိုးမျိုးကြောင့်နိုင်ငံသားမှတ်ပုံတင်တောင်မရှိခဲ့တဲ့ဘဝမျိုးနဲ့အခွင့်အရေးမဲ့စွာကြည်ပြင်းခဲ့ရပါတယ်။ဘဝကိုအရှုံးမပေးတာကြောင့်လက်ရှိမှာတော့ချင်းမိုင်ရာချဖတ်တက္ကသိုလ်မှာ Communication Arts ဒုတိယနှစ်တက်ရောက်နေပါတယ်။ကျောင်းပိတ်ရက်တိုင်းလည်းမိဘတွေရဲ့တောင်းရအလုပ်ကိုကူညီပေးရင်းနဲ့တောတောင်တဘာဝဓာတ်ပုံတွေရိုက်ကူးရကနေဓာတ်ပုံဆရာတွေတတိထားမိပြီးတော့မော်ဒယ်လောကတွေကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။သူရဲ့ဉာဏ်ဉာဏ်သွေးနဲ့ question and answer အမေးဖြေတွေကြောင့် Mr. Global Thailand 2026ဖြစ်လာခဲ့ပါတယ်။တနိုင်ငံလုံးကအလှမောင်အယောက်30လောက်ပြိုင်ကြပြီးအဲ့ဒီထဲကမှရာချာကဝင်နာရသွားခဲ့ပါတယ်။ Final ပွဲကျင်းပချိန်မှာရာချာရဲ့မိဘတွေလည်းလီဆူဝစ်စုံတွေနဲ့လာရောက်အားပေးခဲ့ကြတယ်။တောင်ရလောက်ရသလိုထိုင်းစကားမတက်မှတ်ပုံတင်မရှိတဲ့ဘဝကနေ Mr. Global Thailand 2026ပြိုင်ပွဲမှာဝင်နာလီဆူတိုင်းရင်းသားလေးရာချာကမကြခင်မှာထိုင်းကိုစားပြုအဖြစ်နိုင်ငံခြားမှာတွားပြိုင်တော့မှာပါ။ထိုင်းစကားမတက်တဲ့လီဆူတိုင်းရင်းသားလေးအဖြစ်ကနေအောင်မြင်လာတဲ့ရာချာအတွက်အားပေးစကားတွေကိုခေါင်းမရေးသားပေးခဲ့ပါအောင်ရှင်။ဝန်ထမ်းမင်းကလေးတယောက်ကိုအခုလိုအကြောင်းရင်းကြောင့်သမီးအရင်အဖြစ်မွေးစားလိုက်တဲ့မြတ်သူသူတို့ဇနီးမောင်နဲ့မြတ်သူသူကအနုပညာအလုပ်တင်မကပဲလက်ရှိမှာကိုပိုင်စီးပွားရေးလုပ်ငန်းတွေကိုပါချဲ့ထွင်လုပ်ကိုင်နေပါပြီ။သူရဲ့စီးပွားရေးလုပ်ငန်းတွေထဲမှာလုပ်ကိုင်ဆောင်ရွက်နေကြတဲ့တခြားသောဝန်ထမ်းတွေတပည့်တွေအများအများရှိနေပြီးအဲ့ဒီထဲကမှဝန်ထမ်းမင်းကလေးတယောက်ကိုသမီးအရင်ဖြစ်နဲ့အမွေစားအမွေခံဖြစ်မွေးစားလိုက်ပါပြီ။မြတ်သူသူကလုပ်ငန်းထဲမှာရှိတဲ့ဝန်ထမ်းတွေအားလုံးကိုမိသားစုဝင်တွေလိုမျိုးရင်းရင်းနှီးနှီးနဲ့နှွေးထွေးစွာအုပ်ချုပ်ပေးထားပြီးတော့ဝန်ထမ်းတွေရဲ့နေထိုင်စားသောက်မှုကအစနစ်တကျဂရုစိုက်ပေးတတ်ပါတယ်။ဝန်ထမ်းများကြီးရှိတဲ့အထက်ကမှသစ္စာရှိပြီးတော့အလုပ်ကြိုးစားတဲ့ဝန်ထမ်းချိုကိုမြတ်သူသူတို့ဇနီးမောင်နှံကပထမဦးဆုံးမွေးစားသမီးလေးအဖြစ်နဲ့တရဝင်းစားချုပ်စာတမ်းနဲ့အမွေစားမွေခံဖြစ်မွေးစားလိုက်ပါတယ်။မြတ်သူသူကချိုကိုအပြောသက်သက်နဲ့မွေးစားတာမဟုတ်ပဲစားချုပ်စာတမ်းနဲ့ချိုရဲ့မိဘတွေကိုပါတွားတွေ့ပြီးတော့လေးလေးစားစားနဲ့အတိပေးခဲ့တာပါ။မိဘတွေကလည်းမြတ်သူတို့ရဲ့မြတ်တာကိုနားလည်ပြီးတော့သူတို့ရဲ့သမီးလေးချိုကိုမွေးစားလို့ရအောင်ခွင့်ပြုပေးခဲ့ပါတယ်။မြတ်သူကဝန်ထမ်းတွေကိုဒီထက်မကတိုးတက်စေခြင်းပြီးစီးပွားရေးနဲ့ပတ်သက်တဲ့ပညာတွေကိုပါသင်ပေးနေပါတယ်။ချိုတယောက်တည်းကိုပဲနေရာပေးတာမဟုတ်ပဲသူစီရောက်လာတဲ့ကလေးတိုင်းတိတက်လိမ့်မရင်အခုလိုပဲဘဝအမခံချက်ပေးမယ်လို့ဆိုပါတယ်။လက်ရှိလုပ်ငန်းထဲမှာရှိတဲ့တခြားဝန်ထမ်းတွေဖြစ်ဖြစ်နောင်ထပ်မံရောက်ရှိလာမယ့်ဝန်ထမ်းတွေပဲဖြစ်ဖြစ်သစ္စာရှိရှိနဲ့တိတက်လိမ့်မစွာစ조사ကြမယ်ဆိုရင်ချိုလိုမျိုးနောက်ထပ်သမီးအဖြစ်ထပ်မံပြီးတော့မွေးစားပြီးဘဝအမခံချက်တွေအပြည့်အဝပြီးသွားအောင်ပါဝန်ထမ်းတွေကိုသမီးအရင်လိုနေရာပေးပြီးအမွေစားအမွေခံအဖြစ်မွေးစားလိုက်တဲ့မြတ်သူတို့ဇနီးမောင်နှံရဲ့လုပ်ရက်အပေါ်မှာဘယ်လိုထင်ပါသလဲရှင်